အဖွားကိုမိခင်တယောက်လိုချစ်တဲ့မြေးလေးရဲ့လုပ်ရက်တစ်ခုဟာလူအများကိုတုန်လှုပ်စေခဲ့ပါတယ်။စာရပူလီမြို့မှာ2 ရက်နေ့ကဖြစ်ပွားခဲ့တဲ့အမှုဖြစ်ပြီးအသက်28နှစ်အရွယ်မြေးဖြစ်သူကသူ့အတော်2 ယောက်ကိုတတ်ပြီးရေရင်းပြက်တစ်ခုထဲမှာအလောင်းတွေကိုတွားပစ်ချခဲ့တာပါ။ဒီအမှုဟာမိသားစုအတွင်းချစ်ချင်းမြတ်တာမုန်းတီးမှုနဲ့စိတ်ဒဏ်ရာတွေပေါင်းစည်းပြီးဖြစ်လာတဲ့အဖြစ်အပျက်တစ်ခုလို့ဆိုနိုင်ပါတယ်။မြေးလေးဟာငယ်စဉ်ကတည်းကအဖွားနဲ့အတူကြီးပြင်းလာခဲ့ပြီးအဖွားကိုမိခင်တယောက်လိုချစ်ခင်လေးစားနေသူဖြစ်ပါတယ်။မြေးဖြစ်သူဟာကြီးလာတဲ့အခါမိဘတွေနဲ့ပြန်လည်နေထိုင်ခဲ့ပေမဲ့အဖွားကိုတော့မပစ်ထားခဲ့ပါဘူး။မကြာခဏသွားရောက်ကြည့်ရှုလေးရှိပြီးအဖွားအခြေအနေကိုစိတ်ပူပန်နေခဲ့ပါတယ်။အဖွားမှာအသက်61နှစ်နဲ့64နှစ်အရွယ်သမီး2 ယောက်ရှိပြီးသူတို့2 ယောက်လုံးကကျောင်းဆရာမအဖြစ်တာဝန်ထမ်းဆောင်ပြီးပင်စင်ယူထားသူတွေဖြစ်ပါတယ်။အဖွားကကျန်းမာရေးမကောင်းလို့ကဒင်ပေါ်လဲလာတဲ့အချိန်မှာသမီး2 ယောက်ကပြုစုစောင့်ရှောက်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့မြေးလေးကအဖွားကိုလာကြည့်တိုင်းအတော်တွေကခွင့်မပြုပဲမောင်းထိုးလေးရှိကြတယ်လို့ဆိုပါတယ်။တခါတလေအတင်းကျပ်တားဆီးတာတွေပါလုပ်ခဲ့ကြပါတယ်။ဒီနေ့မှာတော့မြေးလေးကအဖွားရဲ့ကိုယ်ခန္ဓာပေါ်မှာအညိုမဲတန်ရာတွေနှိပ်စက်ထားတဲ့အရာတွေကိုတွေ့မြင်လိုက်ရပါတယ်။အဲ့ဒီအခါမှာအတော်တွေကိုဘာကြောင့်အဖွားကိုရိုက်နှက်တာလဲဆိုပြီးမေးခွန်းထုတ်ခဲ့ရာစကားများကြီးပေါ်ပေါက်လာခဲ့ပါတယ်။2 ရက်နေ့မှာတော့မြေးလေးကအဖွားကိုသူ့ဘက်ကိုခေါ်သွားပြီးကိုယ်တိုင်ပြုစုခြင်းနဲ့ဆိုပြီးတောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့အတော်တွေကခွင့်မပြုဘဲထပ်မံမောင်းထုတ်ခဲ့ကြပါတယ်။အဲ့ဒီအခါမှာမြေးလေးဟာအဖွားကိုလူမသိသူမသိနှိပ်စက်နေတာကိုမခံနိုင်တော့ဘဲအတော်2 ယောက်လုံးကိုလေပင်ညစ်ကတပ်ဖြတ်လိုက်တယ်လို့ဆိုပါတယ်။ထို့နောက်အလောင်းတွေကိုလုတ်ပူလီမြို့ရှိရေရင်းပြက်တစ်ခုထဲတွားပစ်ချခဲ့ပါတယ်။ရေရင်းထဲမှာအလောင်းတွေကိုပစ်ချပြီးနောက်မြေကြီးနဲ့ကြောက်ခဲအလေးကြီးတွေကိုအပေါ်ကဖုံးအုပ်ထားခဲ့လို့ရှာဖွေရခက်ခဲခဲ့ပါတယ်။15 ရက်နေ့မှာတော့မြေးဖြစ်သူကသူ့ပြစ်တွေကိုကိုယ်တိုင်လာရောက်ဝန်ခံခဲ့ပါတယ်။ကယ်ဆယ်ရေးအဖွဲ့တွေကအလောင်းပြန်ဖော်ရမှာအခက်အခဲများစွာကြုံတွေ့ခဲ့ပြီး18 ရက်နေ့အထိတလောင်းသာပြန်လည်တွေ့ရှိခဲ့ပါတယ်။နောက်ထပ်တလောင်းကတော့ရေရင်းထဲမှာပဲကြန့်ရှိနေဆဲဖြစ်ပါတယ်။ဒီအဖြစ်ပြက်ဟာအဖွားကိုအယမ်းချစ်တဲ့မြေးတစ်ယောက်ရဲ့စိတ်ခံစားချက်ပြင်းထန်မှုကိုထင်ဟပ်စေခဲ့ပါတယ်။